Series Channel ပရိသတ်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ Series Channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်တခြားနိုင်ငံတွေနောက်ကောက်ကျနေရခြင်းအကြောင်းရင်းကကျွန်တော်တို့အချင်းချင်းမသိမြတ်ပဲနဲ့ဒီလိုလက်နဲ့ဆွဲကင်ပြီးတော့တော်လာတာပေါ့နော်ဒီလက်နဲ့ကင်လန်းစင်တွေရှိနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကကြီးပွားတဲ့လောက်မကြီးပွားဖွံ့ဖြိုးတဲ့လောက်မဖွံ့ဖြိုးပဲဖြစ်နေတာပါရှင်။ဒါကြောင့်မလို့ဒီရွေးကောက်ပွဲကအရင်အခုလုတ်ကိုလုတ်တဲ့မှာလေပြီးလို့ရှိရင်တော့ငြိမ်းချမ်းရေးကိုလည်းကျွန်တော်တို့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ရှင်။တကယ်တမ်းတိုင်းပြည်အေဂျင့်တာယာခြင်းနဲ့တိုင်းပြည်ကိုတကယ်တိဆောက်ခြင်းနဲ့ဆိုရင်တော့လက်နဲ့ကင်လန်းစင်ကအလုံးမဖြစ်ဘူးပေါ့နော်။ဆိုလို့ရှိရင်သူလည်းအကျိုးမရှိဘူးကိုလည်းအကျိုးမရှိဘူးတိုင်းပြည်တစ်ခုလုံးအကျိုးမရှိဘူး။နောက်အခြားမှာနေတဲ့ပြည်သူလူထုလည်းအကျိုးမရှိဘူးပေါ့နော်။ဘယ်သူမှအကျိုးမရှိတဲ့ကိစ္စဖြစ်ပါတယ်။တကယ်လို့တိုင်းပြည်ကိုတကယ်တမ်းတူတူတန်တန်နဲ့နိုင်ငံတကာနဲ့ရင်မောင်တန်းအ ਨੇ ဆုံးအိမ်နီးချင်းနိုင်ငံတွေနဲ့ရင်မောင်တန်းပြီးတော့မှတီဆောက်မယ်တီထောင်ကြမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လက်နက်ကင်လန်းစင်အလုံးမဖြစ်တဲ့အတွက်လက်နက်ကင်လန်းစင်ကိုဆွတ်လွတ်ပြီးတော့မှဒီနိုင်ငံရေးရလိုလားချက်တွေရှိတယ်ဆိုရင်ဒီနိုင်ငံရေးပါတီတီထောင်ပြီးတော့မှလွှတ်တော်တွေကနေပြီးတော့မှနိုင်ငံရေးကိုလိုချင်တဲ့ပုံစံတိုင်းပြောင်းလဲအောင်ပေါ့နော်ပါဝင်ဆောင်ရွက်တဲ့နဲ့နိုင်ငံတကာကတကယ်ထင်ပေါ်ကျော်ကြားတဲ့သူတွေအစိုးရဌာနမှာအလုပ်လုပ်ခဲ့မှုတဲ့သူတွေမနေ့ကတနေ့ကုန်တော့အင်္ဂလိပ်လိုဆွေးနွေးကြတာပေါ့ရှင်နိုင်ငံတကာအခပါတဲ့ဆွေးနွေးပွဲပေါ့နော်ဒီနေ့ကကြတော့ကျွန်တော်တို့မြန်မာတွေပဲဆွေးနွေးမြန်မာနိုင်ငံသားတွေပဲမြန်မာလိုဆွေးနွေးကြတယ်ဒီနေ့အဓိကဆွေးနွေးတဲ့အကြောင်းကတော့နှစ်ခုပေါ့နော်ပထမတစ်ခုကတော့ဒီရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးဒုတိယတစ်ခုကတော့ဒီခုနေ့လည်းလာမဲ့အပိုင်းကတော့ဒါရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ဖို့လို့အတွက်ဒါပူးပေါင်းပါဝင်နိုင်တဲ့နည်းလမ်းတွေဖော်ထုတ်တာပေါ့နော်အဲ့ဒါလေးကတော်တော်ရေးကြီးပါတယ်ရှင့်။နောက်ရွေးကောက်ပွဲရလည်းတကယ်ကိုလှုပ်တဲ့အချိန်ရောက်နေပါပြီ။ပြီးလို့ရှိရင်လည်းပြည်သူလူထုကလည်းပေါ့နော်ဒီရွေးကောက်ပွဲဆိုတာဒါပြည်သူကနေပြီးတော့မှဒီအာဏာအနှင်းနဲ့ပွဲဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ပြည်သူလူထုအနေနဲ့မျှော်လင့်ရမှာတော့ဒါပြည်သူရွေးကောက်တဲ့အစိုးရပေါ့နော်ဖြစ်လာအောင်ရွေးကောက်ပွဲကိုပါဝင်ကြဖို့ပေါ့နော်ဒါလေးဒါပြည်သူလူထုရဲ့မျှော်လင့်ချက်လည်းဖြစ်ပါတယ်ရှင်ကျွန်မတို့အနေနဲ့ကတော့လေရွေးကောက်ပွဲလှုပ်တဲ့အချိန်ကိုကြာရောက်နေပြီငြိမ်းချမ်းရေးဆိုတာတော့ရေရှည်ဆောင်ရွက်သွားအောင်ပါပေါ့နော်ရေရှည်ဆောင်ရွက်သွားအောင်မှာဖြစ်တဲ့အတွက်ပြီးလို့ရှိရင်ရွေးကောက်ပွဲပြီးသွားလို့ရှိရင်ရွေးကောက်ခံအစိုးရတက်လာတယ်ပြီးလို့ရှိရင်အာဏာရေး300ခွဲဝေကျင့်သုံးတယ်ဒါတွေဖြစ်လာတဲ့အချိန်ကြာလို့ရှိရင်တော်ယုံတန်ယုံနိုင်ငံရေးရသဘောထားကွဲလွဲတဲ့သူတွေကနေပြီးတော့မှသဘောထားကွဲလွဲတာတွေရော့ချပြီးတော့မှစီလုံးညီညွတ်မှုပိုရသွားမှာပေါ့နော်ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆက်သွားပြီးလို့ရှိရင်ဒါနိုင်ငံရေးနီလန်းပေါ့နော်ပြီးရင်လွှတ်တော်လည်းပေါ်လာမယ်နိုင်ငံရေးနီလန်းပေါ့နိုင်ငံရေးဖောင်ကျဲလာတယ်ပြီးလို့ရှိရင်နိုင်ငံရေးပြဿနာတွေနိုင်ငံရေးနီလန်းနဲ့ဖြေရှင်းတာတွေပိုရှိလာမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ပြောလို့ရှိရင်တော့ကျွန်တော်တို့ကဒီစီးပွားရေးလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ဖို့အခြေခံကောင်းတွေကျွန်တော်တို့မှာအများကြီးရှိတယ်ဒါပေမဲ့တခြားနိုင်ငံတွေနောက်ကောက်ကျနေရခြင်းအကြောင်းရင်းကကျွန်တော်တို့အချင်းချင်းမသိမြတ်ပဲနဲ့ဒီလိုလက်နဲ့ဆွဲကင်ပြီးတော့တော်လာတာပေါ့နော်ဒီလက်နဲ့ကင်လန်းစင်တွေရှိနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကကြီးပွားတဲ့လောက်မကြီးပွားဖွံ့ဖြိုးတဲ့လောက်မဖွံ့ဖြိုးပဲဖြစ်နေတာပါရှင်ဒါကြောင့်မလို့ဒီရွေးကောက်ပွဲကအရင်အခုလုတ်ကိုလုတ်တဲ့မှာလေပြီးလို့ရှိရင်တော့ငြိမ်းချမ်းရေးကိုလည်းကျွန်တော်တို့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ရှင်။ UEC ရဲ့ကြေညာထားတယ်လေကျွန်တော်တို့ကမြို့နယ်330ရှိတယ်အဲ့ဒီမှာ268မြို့နယ်ဆောင်ရွက်မယ်ဆိုတဲ့အခါကျတော့ဒါဒီကျွန်တော်တို့2008ဖွဲ့စည်းပုံအခြေခံဥပဒေအရကျွန်တော်တို့ကဒါဟိုပေါ့နော်အထမြောက်တာပေါ့နော်ရွေးကောက်ပွဲအထမြောက်တယ်တဝက်ကျော်တာပေါ့နော်တဝက်ကျော်တယ်အထမြောက်တယ်ဆိုတဲ့အခါကျတော့အဲ့လိုလှုပ်သွားရင်းနဲ့ပဲပြီးလို့ရှိရင်တဖြည်းဖြည်းငြိမ်းချမ်းသွားတဲ့အချိန်ကျရင်ကြံခဲ့တဲ့နေရာတွေလည်းကျွန်တော်တို့ဆက်ပြီးတော့မှby election လို့မျိုးပေါ့နော်ကြားပြရွေးကောက်ပွဲပေါ့သို့မဟုတ်လို့ရှိရင်လည်းအထွေထွေရွေးကောက်ပွဲရဲ့အဆက်ပေါ့နော်မလုပ်ရသေးတဲ့ဒေတာတွေကိုဆက်ပြီးငြိမ်းချမ်းသွားတဲ့အချိန်ဆက်လုပ်လို့ရပါလားရှင်ဒါကတော့ဒါပြည်သူတရက်လုံးကလိုလားတောင်းတနေတာဖြစ်ပါတယ်ပြည်သူတရက်လုံးကနေပြီးတော့မှမဲပေးပြီးတော့ရွေးချယ်တဲ့ရွေးကောက်ခံအစိုးရမျိုးကိုပြည်သူလူထုကလိုလားနေတာဖြစ်ပါတယ်ရှင်ပြီးလို့ရှိရင်လည်းနိုင်ငံတကာကလည်းဒါမျိုးလိုလားတယ်နိုင်ငံတကာရဲ့ဖိအားတွေလည်းရွေးကောက်ပွဲပြီးလို့ရှိရင်နိုင်ငံတကာဖိအားတွေလည်းနည်းကုန်မှာပေါ့နော်အဲ့ဒါလေးဆိုတော့လေဟိုဟာဖြစ်ပါတယ်ရှင့်ဒီရွေးကောက်ပွဲကအလုပ်တက်ပါတယ်ပြည်သူလူထုလည်းပူးပေါင်းပါဝင်တက်ပါတယ်ရှင့်ဟိုအကောင့်ထဲမပေါ်ဖြစ်တာတော့မဟုတ်ဘူးရှင့်ပေါ့နော်ဒီဆွေးနွေးပွဲပြီးတာဆွေးနွေးပွဲ3ရက်တောင်ပေါ့နော်ပြီးလို့ရှိရင်လည်းအဖွဲ့1နဲ့2ဆိုပြီးခွဲပြီးဆွေးနွေးတော့ဆွေးနွေးတဲ့ခေါင်းစဉ်တွေရောဆွေးနွေးတဲ့အကြောင်းအရာတွေလည်းများတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဒီ NSPNC ရဲ့ရုံးကနေပြီးတော့မှတေချာမှတ်တမ်းတွေပြုစုပြီးတော့မှနော်ဟိုပေါ့ခုနလိုရေလိုရေရှည်အကြံပြုချက်တွေထွက်တာပေါ့နော်အဲ့ဒါတွေဒီအခုလက်တလုံးဆောင်ရွက်လို့ရတာရှိသလိုပဲ
ဒါမှမဟုတ်လို့ရှိရင်လည်းဟိုပါပေါ့ရွေးကောက်ခံအစိုးရတက်လာတဲ့အချိန်ကျရင်ဒါတွေအကုန်လုံးကိုထည့်ပြီးတော့မှကျမတို့ကဒီစီမံချက်ကြီးလို့ပေါ့နော်ဟိုမဟာဗျူဟာလိုမျိုးမှာထည့်ပြီးတော့မှဆောင်ရွက်တာမျိုးနီးဗျူဟာလိုမျိုးမှာထည့်ပြီးဆောင်ရွက်တာမျိုးပေါ့နော်ဒါမျိုးတွေဆက်လက်ဆောင်ရွက်လို့ရပါတယ်ရှင့်ဒါအချီးနှီးမဖြစ်သွားပါဘူးဟိုဆိုတော့ငလင်တန်ကတော့တော်တော်ခံရတာပေါ့နော်တော်တော်ခံရတဲ့ခါကျတော့ဒါအရေးကြီးဆုံးကတော့ဒီငလင်ဘေးတန်ကနေပြီးတော့မှဟိုပါပေါ့ရှင့်ချက်ချင်းအခုချက်ချင်းလိုအပ်တာတွေဖြည့်ဆည်းပေးဖို့ပေါ့နော်နေရေးထိုင်ရေးစားရေးတောက်ရေးပြီးလို့ရှိရင်ကိုယ့်ရဲ့အလုပ်ကိုကိုယ့်ရဲ့လုပ်ငန်းတွေကိုငကိုအတိုင်းပြန်လဲပတ်နိုင်ဖို့ပေါ့နော်ဒါကတော့ပိုအရေးကြီးတာဖြစ်ပါတယ်ရှင့်အဲ့ဒါပြီးရင်တော့ဒါဆက်လက်ဆောင်ရွက်သွားအောင်မှာဖြစ်ပါတယ်ရှင့်အဲ့ဒါလည်းဒါအမှန်တိုင်းပဲဖြစ်ပါတယ်ရှင့်တကယ်တမ်းတိုင်းပြည်အေဂျင့်တာယာခြင်းနဲ့တိုင်းပြည်ကိုတကယ်တိဆောက်ခြင်းနဲ့ဆိုရင်တော့လက်နက်ကင်လန်းစဉ်ကအလုံးမဖြစ်ဘူးပေါ့နော်ဆိုလို့ရှိရင်သူလည်းကြိုးမရှိဘူးကိုလည်းကြိုးမရှိဘူးတိုင်းပြည်တစ်ခုလုံးကြိုးမရှိဘူးနောက်ဂျားမှာနေတဲ့ပြည်သူလူထုလည်းအကျိုးမရှိဘူးပေါ့နော်ဘယ်သူမှအကျိုးမရှိတဲ့ကိစ္စဖြစ်ပါတယ်တကယ်လို့တိုင်းပြည်ကိုတကယ်တမ်းတူတူတန်တန်နဲ့နိုင်ငံတကာနဲ့ရင်မောင်တန်းအ ਨੇ ဆုံးအိမ်နီးချင်းနိုင်ငံတွေနဲ့ရင်မောင်တန်းပြီးတော့မှတိဆောက်မယ်တိထောင်ကြမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လက်နက်ကင်လန်းစဉ်အလုံးမဖြစ်တဲ့အတွက်လက်နက်ကင်လန်းစဉ်ကိုဆွန့်လွတ်ပြီးတော့မှဒီနိုင်ငံရေးရလိုလားချက်တွေရှိတယ်ဆိုရင်ဒီနိုင်ငံရေးပါတီတီထောင်ပြီးတော့မှလွှတ်တော်တွေကနေပြီးတော့မှနိုင်ငံရေးကိုလိုချင်တဲ့ပုံစံတိုင်းပြောင်းလဲအောင်ပေါ့နော်ပါဝင်ဆောင်ရွက်တဲ့နဲ့သို့မဟုတ်နိုင်ငံရေးပါတီမတီထောင်သေးဘူးဟိုပေါ့အပြစ်ခတ်ရက်ဆဲပြီးတော့မှလက်နက်ကင်ထားဆဲပဲသို့တော်လည်းအပြစ်ခတ်ရက်ဆဲပြီးတော့မှဆွေးနွေးခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီ NCA လမ်းကြောင်းနဲ့ပေါ့နော်ဒါနိုင်ငံရေးနည်းလမ်းနဲ့ပဲပြောင်းလဲဆောင်ရွက်တဲ့နယ်လို့ကျွန်မပြောကြားချင်ပါတယ်ရှင်လက်တလောတော့ပြည်သူလူထုရဲ့အခက်အခဲတွေလည်းကျွန်တော်တို့နားလည်ပါတယ်ဒီစာဝတ်နေရေးအခက်အခဲရှိတယ်နောက်တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်တဲ့စိန်ခေါ်မှုတွေလည်းရှိတယ်ပြီးလို့ရှိရင်လုံခြုံရေးစိန်ခေါ်မှုတွေလည်းရှိတယ်ပေါ့နော်ဒီလိုစိန်ခေါ်မှုတွေကြားထဲကနေပြီးတော့ကျွန်တော်တို့ရှင်းသအောင်နေကြပါပြီးလို့ရှိရင်လည်းရွေးကောက်ပွဲမှာလည်းပါဝင်ကြပါပေါ့နော်ပူးပေါင်းပါဝင်ကြပါပြီးလို့ရှိရင်ရွေးကောက်ခံအစိုးရတက်ပြီးတဲ့အခါကြလို့ရှိရင်လည်းဒါအစိုးရနဲ့ပြည်သူနဲ့ညီညီညွတ်ညွတ်နဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့မှကျွန်တော်တို့တိုင်းပြည်တည်ဆောက်ရေးကိုဆောင်ရွက်ကြပါလို့ကျွန်မပြောကြားချင်ပါတယ်ရှင့်